social media တခွင်မှာတင်မကပဲ American နိုင်ငံရေးလောကအထိပါ Jack Cat သွားစေတဲ့ YouTuber တယောက်ရှိပါတယ်သူကတော့အရင်က street interview လေးတွေနဲ့လူသိမြင်ရတဲ့ Nick Charlie ပဲဖြစ်ပါတယ်ဒါပေမဲ့အခုသူ့ကိုပို့ပြီးတော့ popular ဖြစ်စေတာကတော့သူ့ရဲ့စုံစမ်းစစ်ဆေးရေးဗီဒီယိုတစ်ခုကြောင့်ဖြစ်ပါတယ်အဲ့ဒါကဘာလဲဘာကြောင့်အလောက်တောင်လူပြောများနေတယ်လဲဆိုတာကိုကျွန်တော်ဒီနေ့မှာပြောပြပေးတော့မှာပါပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလအကုန်ပိုင်းလောက်မှာ Nick Charlie က I investigated Minnesota's $1 billion fraud scandal ဆိုတဲ့ခေါင်းစဉ်နဲ့42မိနစ်စာဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်အဓိကကတော့ Minnesota ပြည်နယ်မှာရှိတဲ့ Clayton John Daycare Center တွေဟာအစိုးရစီကနေရန်ပုံငွေဒေါ်လာတန်းပေါင်းများစွာရယူနေပြီးတော့တကယ်တမ်းမှာကလေးတွေမရှိဘဲအတူအယောင်ကြောင်းတွေအဖြစ်လှုပ်ဆောင်နေရလို့သူကဆွဆွဲခဲ့တာပါသူရဲ့ဗီဒီယိုထဲမှာသူကိုယ်တိုင်အဲ့ဒီ Daycare Center တွေစီတွားရောက်ပြီးတော့ Clay Action နဲ့မိဘတယောက်အသွင်နဲ့စုံစမ်းခဲ့ပါတယ်သူတွားခဲ့တဲ့နေရာတချို့မှာကျောင်းအမည်ဆိုင်းဘုတ်တွေကစက်လုံးပေါင်းတွေမှားနေတာကျောင်းဖွင့်ချိန်ဖြစ်ပေမဲ့တကားတွေပိတ်ထားပြီးလူမရှိတာပတ်ဝန်းကျင်ကလူတွေကိုမေးကြည့်တဲ့အခါမှာလေဒီကျောင်းထဲကိုကလေးတွေဝင်ထွက်သွားတာမျိုးတခါမှမမြင်ဘူးလို့ပြောတာတွေကိုသူကတက်တည်အဖြစ်ပြသခဲ့ပါတယ်အထူးသဖြင့်စတိုမာလီလူမျိုးတွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေကိုပြစ်မှတ်ထားခဲ့တာကြောင့်ဒါဟာလူမျိုးရေးခွဲခြားမှုတစ်ခုလားဒါမှမဟုတ်တကယ်ကိုအဂတိလိုက်စားမှုအစ်စ်လားဆိုပြီးတော့အကြီးအကျယ်ငင်းခုန်လာခဲ့ကြပါတယ်โอเคဒီနေ့မှာကျွန်တော်ကြားပြတဲ့ခုပြောချင်တာက Nick Charlie ကမလုပ်ခင်မှာအလားတူရန်နာမည်ကြီးတဲ့ဒီ American သမ္မတအခုလက်ရှိ American သမ္မတ Donald Trump နဲ့ပတ်သက်ပြီးတော့ case တစ်ခု Minnesota ပြည်နယ်မှာဖြစ်ခဲ့ပါတယ်။နော်အဲ့ဒါရဲ့နောက်ဆက်တွဲအနေနဲ့ဒါဟာ Nick Charlie ကထပ်ပြီးလောက်တာလို့ကျွန်တော်ထင်ပါတယ်။နောက်ဆက်တွဲပေါ့နော်။အဲ့တော့ဒါကိုကြုံကြိုက်ခဲ့လို့ရှိရင်ကျွန်တော် video တစ်ခုလုပ်ပြီးတော့အဲ့ဒီ case ကိုလည်းပြောပြပေးဖို့ရှိပါတယ်။အဲ့တော့ကျွန်တော်ဆက်ပြောအောင်ဒီ video ဟာX Twitter မှာကြည့်ရှုသူတန်130ကျော်သွားခဲ့ပြီးတော့ American ဒုသမ္မတ JD Vance နဲ့ FBI ညွှန်ကြားရေးမှူး Kash Patel တို့အထိပါအာရုံစိုက်လာခဲ့ကြပါတယ်။ရလဒ်အနေနဲ့ကတော့ American ဆိုရက Minnesota ပြည်နယ်က Clayton ကျောင်းတွေအတွက်ပေးမဲ့ရပုံငွေတွေကိုယာယီပိတ်ပင်လိုက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်ဆောင်ချက်ပေါ်ဝေဖန်မှုတွေရတယ်အများကြီးရှိနေပါတယ်တချို့က Nick Charlie ရဲ့စုံစမ်းမှုဟာပညာရှင်ဆန်တဲ့သတင်းဟောက်တယောက်ရဲ့လုပ်ရမျိုးမဟုတ်ဘဲနဲ့လူတွေဒေါသထွက်အောင်ဖန်တီးထားတာလို့ဆိုကြပါတယ် CNN လို့သတင်းဌာနကြီးတွေကလည်းသူ့ရဲ့ဆွဆွဲချက်ဟာအထောက်အထားခိုင်လုံမှုမရှိသေးဘူးလို့တုံ့ပြန်ခဲ့ကြပါတယ်ဒါတော့ထုံးစံတိုင်းပေါ့နော်သူတို့တဲ့ကြော်ပြီးလုပ်လိုက်တဲ့ဟာကိုမကြိုက်တဲ့သဘောပေါ့ဒါပေမဲ့တစ်ခါတည်းမှာဒါကျွန်တော်ရဲ့ personal point of view ပေါ့နော် W လေးနဲ့လုပ်ဖို့လိုအပ်တယ်လို့ကျွန်တော်ချင်းတယ်အကောင်လုံးစီးရီပေါင်းနဲ့စစ်ကြသွားလို့ရှိရင်တစ်ခုက EO အချိန်ကြီးဟာပါလေနော်ကဲထားလိုက်ပါတော့ကြောက်ရင်ဒီဗီဒီယိုကြောင့်အပြစ်မရှိတဲ့ဆိုမာလီပိုင်လုပ်ငန်းရှင်တွေပါချိန်ချောက်နှောက်ယှက်ခံနေရတယ်လို့သတင်းတွေထွက်နေပါတယ် Nick Charlie ကတော့သူ့ကိုယ်သူ independent journalist တယောက်လို့သတ်မှတ်ထားပြီးတော့ accountant ပြည်သူတွေရဲ့ပတ်စံတွေဘယ်ရောက်ကုန်တယ်လဲဆိုတာကိုဖော်ထုတ်ဖို့ကြိုးစားတာလို့ဆိုပါတယ်ကတဲ့တော့ဘယ်လိုထင်ပါသလဲဒါတကယ်ကိုအဂတိလိုက်စားမှုကိုဖော်ထုတ်တာလားဒါမှမဟုတ်သူ့ရဲ့ content you know social media influencer တွေကဒီအခုခင်မှာဆိုလို့ရှိရင်သူရဲ့ content တွေကောင်းမှုအတွက်ကိုလုပ်ပြနေတာပါ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနော်အခုလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုအမြဲနားဆင်ခြင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မွေးပါနဲ့ဦးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲဗာရတဲ့နေ့လေးဖြစ်ပါစေ bye for now